Minecraft ကိုပုံမှန်တိုင်းဆော့ဖို့ဖွင့်လိုက်တဲ့အချိန်မှာမီနူးကပြန့်နေပြီးတော့ Axis Cloud ကနေလို့မရဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါတွေမကောက်ဘူးဒီ Minecraft Void ရောက်သွားတဲ့အချိန်မှာတစုံတစ်ယောက်ကမျက်လုံးနီအောင်နဲ့အနောက်ကနေအမြဲတမ်းစောင့်ကြည့်နေရဆိုရင်ဘယ်လိုလုပ်မလဲဒါကတော့ Minecraft လောကမှာကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ Era 422အကြောင်းပဲဖြစ်ပါတယ်ဒါတကယ်ပဲဒီ version လားဒါမှမဟုတ်လူတွေလောက်ထိုင် mod တစ်ခုပဲလားဆိုတာဒီနေ့အမှန်တရားကိုအထူးရှာဖွေတော့မှာဖြစ်ပါတယ်ဒီ Era 422ဆိုတာ2020လောက်မှာ Reddit ကနေစပြီးတော့နာမည်ကြီးလာပေါ့ Reddit ဆိုတာတော့ platform တစ်ခုပေါ့ဗျာဇက်လန်ကတော့မုံကြားကMinecraft ကိုအတိအကျရှိတဲ့ game တစ်ခုဖြစ်အောင်လုပ်ဖို့ကြိုးစားရင်းနဲ့ back တက်ပြီးတော့ဒီ version ထွက်လာတယ်လို့ပြောကြရပါတော့ပြောရရင် game နဲ့ကိုအတိအကျလည်းမျိုး AL မျိုး system ထည့်လိုက်တာပေါ့ဗျာ YouTube မှာလည်းလူကြည့်တန်းတဲ့ချီရှိခဲ့ပြီးတော့ TikTok မှာလည်းဒါကိုတကယ် version အစစ်ကြီးဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ်ဒီ version ရဲ့ထူးခြားချက်ကိုကြည့်ရမယ်ဆိုရင်ဒီ new တွေပြတ်နေတာဘာကလုံးမှနေလို့မရဘူးပုံမှန်တိုင်းဘယ်လိုပြောမလဲ Minecraft Void ကြီးကပုံမှန်တိုင်းမရှိနေဘူးပေါ့ပြီးတော့လည်းချော်ရီပေါ်မှာတီးနှံတွေပေါက်နေတာတို့အပင်တွေပေါက်နေတာတို့ရေတွေခုန်ချလိုက်တာနဲ့ချော်ရီဖြစ်တော့ပြောမယ်ဆိုရင်ဗျာMinecraft Void ကြီးကနည်းနည်းယူနေရပေါ့ဗျာပြီးတော့ကိုပြန်ပြီးကြည့်လိုက်မယ်ဆိုလဲခေါင်းမပါတဲ့ style လည်းမျိုးပုံစံတွေဖြစ်နေရတို့ကျတော့ကို inventory ထဲမှာပစ္စည်းတွေတစ်ခါလေးပြောင်းလိုက်ပြီးတော့ကိုမြူထားတွေပေါ်လာလိုက်ပုံမှန်မဟုတ်တဲ့ပစ္စည်းတွေလည်းပေါ်လာလိုက်အဲ့လိုမျိုးဖြစ်တာတို့ glitch entity အဲ့ဒီဟာတုံတယောက်ကခင်ဗျားကိုလိုက်တက်ဖို့ကြိုးစားရုံတွေကမကပဲနဲ့ game ဘာဖြတ်သွားအောင် crash ဖြစ်သွားအောင်လုံနိုင်တာတို့အဲ့လိုမျိုးတွေတွေ့ရပါတော့ဒါပေမဲ့ဒါကြီးကတကယ်အစ်စ်လို့ထင်ကြပါလားဒါပေမဲ့တကယ်တော့ဒါကအတူကြီးပါတက်တွေကတော့ဒါမုံကြားကနေလောက်တာမဟုတ်ပဲနဲ့တယောက်ယောက်က Minecraft ကို mod လုပ်ပြီးတော့ပြင်ဆင်ထားရပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဗျ mod တစ်ခုလုပ်ပြီးတော့ Minecraft ထည့်လိုက်တာပေါ့ Minecraft ရဲ့တရားဝင် lecture တွေMinecraft version တွေမှာတော့ဒီ version ကဘယ်တော့မှမရှိခဲ့ပါဘူးဒါလူတွေကိုကြောက်အောင်ပညာသားပပနဲ့ attention ရခြင်းလို့လုပ်ထားတဲ့ horror mod တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့အတူဖြစ်ပေမဲ့လေသူလုပ်ထားတဲ့ပုံစံတွေကတကယ်အစ်စ်ကြီးလိုမျိုးကြောက်စရာကောင်းတယ်ပေါ့နော်2026မှာအခုထိတိုင်အောင်ပြန်စော့နေတဲ့လူတွေရှိသေးတယ်ဒီနေ့ထားဖို့ကတော့တင်ကဒီ era version ကိုစော့မယ်ဆိုရင် security တိတ်ပြီးတော့မရှိတဲ့ website တွေကနေ download ဆွဲရမှာပဲဖြစ်ပါတယ်အဲဆိုတော့virus တွေတခြားမယိုဒုက္ခပါညာတွေပါလာနိုင်တယ်ပေါ့နော်အဲ့လေးရတခုတော့တတိထားဖို့တင်ပါတယ် Era 422ဆိုတာ Minecraft ရဲ့အကောင်းဆုံး horror mode တခုပဲလားခင်ဗျားတို့ဘယ်လိုထင်လဲပေါ့နော်ဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိတာ Minecraft မှာ Era 422တခုပဲ Era version တခုပဲရှိရလားမဟုတ်ပါဘူးတကယ်တော့ loose version တွေအများကြီးရှိပါသေးတယ်ပြောမယ်ဆိုရင်အစုပ်ပြတ် version တွေအများကြီးရှိပါသေးတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင် Era 000တို့ version 6 သုံးလုံးပေါ့ဗျာ6သုံးလုံးလို့လည်းမျိုးတို့ဒါပေမဲ့ Era 422ကဘာကြောင့်မို့ပို့ပြီးနာမည်ကြီးရတာလဲဆိုရင်ပုံမှန် horror version တွေမှာဆိုရင် Hero Brian တို့ဘာနောက်ကနေကြည့်ရလောက်ပဲရှိတာဒါပေမဲ့ဒီရဲ့ version မှာတော့ခင်ဗျားရဲ့ game setting တွေကိုပါဝင်ပြီးတော့နောက်ဆက်ပစ်တယ်ပေါ့နော်ဥပမာခင်ဗျားကအတန် volume တွေကိုတိုးကျင်တယ်ဒါပေမဲ့ auto ကျဲလာတာတွေဘာတွေတာမန်မဟုတ်တဲ့အတန်တွေကြားရတယ်အဲ့လိုမျိုးတွေပေါ့နော်ပြောမယ်ဆို stain တွေကိုယ့်ရဲ့ Minecraft system ကြီးအထိကိုဒီကောင်ကလိုက်ပြီးတော့နောက်ဆက်တာကဲတော့နီးပညာပိုင်းကိုလည်းနည်းနည်းလေးဆက်စုကြည့်အောင်ပေါ့နော် mod တွေထဲမှာဆိုရင် probability script တွေပြောမယ်ဆိုရင်တော်တော်လေးနီးပညာအမြင့်ပိုင်းတွေကိုသုံးထားတယ်ပြောရမယ်ဆိုရင်ဗျာတင်လမ်းလျှောက်တဲ့အချိန်မှာရာခိုင်နှုန်းဘယ်လောက်လျှောက်ရင် glitch ဘယ်လိုမျိုးပေါ်မယ်တရေပေါ်လာနိုင်ကြီးဘယ်လောက်ရှိရဆိုတာအစားတို့ကအဲ့ mod တွေမှာတွက်ပြီးတာပေါ့နော်အဲ့အကြောင်းမို့လဲ player တွေအများစုကတကယ် error တက်နေရဆိုတဲ့ version ဆိုပြီးတော့ပြောကြတာပေါ့နော်နောက်ပြီးတော့သူကခင်ဗျားရဲ့ computer တွေက user name တွေကိုယူပြီးတော့ chat box တွေမှာမင်းရဲ့နာမည်တွေပါထည့်ပြီးတော့စလုံးတွေပါရိုက်တတ်တယ်ဗျပြောမယ်ဆိုရင် Minecraft ထဲမှာရှိတဲ့ chat ထဲမှာတင်ကိုစာတွေပါပို့တာတွေအစလုံးနိုင်တယ်ပေါ့နော်ပြောချင်တာကတော့ဒါကတော့တော်တော်လေးလက်ရမြောက်တဲ့ horror mode တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေကိုဒီနေရာမှာသတိပေးချင်တာတစ်ခုရှိပါတယ် Era 422ကိုလိုက်ရှာနေတဲ့တချို့ website တွေကနေ virus တွေခဏမှပြောခဲ့လို့မျိုးပဲပါတတ်တယ် virus တွေပါလာပြီဆိုရင်ဖုန်းတွေပါပြတ်တတ်တယ်ပေါ့နော်ပြောရင်ကိုယ့်ရဲ့ computer တွေ hack ခံရတာတို့ဖုန်းတွေ laptop တွေဖွင့်လို့မရလို့အထိကိုဖြစ်တတ်ပါတယ်တချို့ YouTuber တွေကလည်းအဲ့မှာရက်တရားတက်ရှင်တာတွေပါတယ် content နေရာစ challenge content နေရာစထွက်လာပြီပေါ့နော်ကြည့်ကြရပြည့် Era 422က Minecraft တမိုင်းမှာအောင်မြင်ဆုံး Era ဘယ်လိုပြောမလဲအောင်မြင်ဆုံး horror ဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာညင်းလို့မရပါဘူးပြောမယ်ဆိုရင် yep တကယ်အစ်စ်ကြီးလည်းမျိုးထင်ခံရတာပေါ့ဗျာကဲတော့ခင်ဗျားတို့ဒီလိုမျိုး game ထဲမှာကိုယ်တကယ်ချောင်းနေလို့ခံစားဖို့အတွေ့အကြုံမျိုးရှိဘူးချင်းလားအဲ့တော့တွားပြီးတော့ဆော့ဖို့နော်